ကလပ်ဝေါကပ်မှာထုတ်သုံးသွားတဲ့စီးမြင်အသစ်ကိုမကြာခင်ပရီးမီးယားလိဂ်မှာမြင်ရတော့မယ်။ပရိသတ်များလုံးပဲမင်္ဂလာများအင်းဝါအကနေပြန်လဲကြိုလိုက်ပါရင်လက်ရှိကျင်းပနေတဲ့ကလပ်ဝေါကပ်မှာဒီကွင်းလက်တိုင်းတွေအနေနဲ့ FIFA ကအသစ်ပြဋ္ဌာန်းထားတဲ့စီးမြင်တစ်ခုကိုကျင့်သုံးနေတာကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့တော့ FIFA ဘောလုံးအဖွဲ့ချုပ်နဲ့အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ် IFFA တို့ဟာလာမယ့်ရာသီမှာဂိုးသမားတွေအတွက်အိမ်မက်ဆိုးဖြစ်လာစေမဲ့စီးမြင်အသစ်ကိုစတင်သုံးစွဲလိုမယ်ဆိုတဲ့အကြောင်းကိုမကြာခင်ရများကကြေညာထားခဲ့ပြီးသားဖြစ်ပါတယ်။အဲ့တော့ပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ဒီတောင်ကိုရီးယားကလပ်အူဆန်အသင်းနဲ့တောင်အာဖရိကကလပ်မဲမီလိုဒီအသင်းတွေရဲ့ပွဲစဉ်မှာဒီစီးမြင်အသစ်ကျင့်သုံးသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒီစီးမြင်ကဘာလဲဆိုတော့ဂိုးသမားတွေအတွက်ထုတ်လုပ်ထားတဲ့စီးမြင်လို့ပြောရမှာဖြစ်ပါတယ်။အရင်တော့ကဒီ FIFA အနေနဲ့ဒီ IFFA နဲ့ပေါင်းပြီးတော့ဒီစာပေဘောစီးမြင်တွေပြောင်းလဲတာပြည်နယ်မော်စီးမြင်တွေထောက်ခံမော်နဲ့ပန်နယ်လီစီးမြင်တွေကိုပြောင်းလဲတာတွေလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့သူတို့ကဂိုးသမားတွေနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့အပြောင်းလဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒီပြောင်းလဲကဘာလဲဆိုတော့ဒီလာမယ့်ရာသီကနေစပြီးတော့ဒီဂိုးသမားတွေအနေနဲ့ဒီလက်ရဖမ်းမိတဲ့ဘောလုံးတွေကိုလက်ထဲမှာ8စက္ကန့်ထက်ပိုထားလို့ရမှာမဟုတ်တော့ပါဘူး။ဒီတော့ကလက်ရဖမ်းမိတဲ့ဘောလုံးကိုဘယ်နှစက္ကန့်ထားခွင့်ရှိတယ်ဆိုတာမျိုးကိုတတ်မှတ်မရှိပေမဲ့အနည်းဆုံး10စက္ကန့်လောက်တော့လက်ထဲမှာခိုင်ခွင့်ရှိပါတယ်။ IFAB ရဲ့ Law 12.2မှာအသစ်ပါဝင်လာတဲ့အချက်မှာဆိုရင်ဒီဂိုးသမားတူကဘောလုံးကိုလက်ထဲမှာ8စက္ကန့်ထက်ပိုထားလို့မရဘူး။တကယ်လို့ဒီထက်ပိုထားမယ်ဆိုရင် indirect free kick ပေးရမယ်ဆိုပြီးတော့ပါရှိပါတယ်။ဆိုလိုချင်တာကဂိုးသမားတူကဒီလက်ရဖမ်းမိတဲ့ဘောလုံးကို8စက္ကန့်ထက်ပိုပြီးလက်ထဲမှာကင်ထားမယ်ဆိုရင်ပြန်မဲ့အသင်းဘက်ကိုတောက်ကံမော်ကန်ခွင့်ပေးသွားရမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုပြီးခဲ့တဲ့လတွေအတွင်းကပဲအိုင်ယာလန်မြောက်ပိုင်းဘဲဖတ်မှာကျင်းပခဲ့တဲ့ IFAB ရဲ့139ကြိမ်မြောက်အစည်းအဝေးမှာချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါပွဲနိုင်နေတဲ့ခါမှာပဲဖြစ်ဖြစ်အသေးတမှတ်ရယူဖို့စ조사တဲ့ခါမှာပဲဖြစ်ဖြစ်ဒီဘောလုံးကိုလက်နဲ့ဖမ်းမိတာနဲ့ဘောလုံးကိုပိုက်ပြီးတော့ဒီမြေပြင်ပေါ်မှာမှောက်အိတ်ချတက်လေးရှိတဲ့ကိုသမားတွေအတွက်တော့အိမ်မက်ဆိုးပါပဲ။ IFAB ရဲ့စီးကန်း channel မှာလည်းဘောလုံးကိုလက်နဲ့ဖမ်းမိပြီးတော့8စက္ကန့်ပြည့်တာနဲ့ချက်ချင်းကန်တင်ရမှာဖြစ်တာကြောင့်အရင်လိုလက်ရဖမ်းမိတာနဲ့မှောက်အိတ်တာတွေအချိန်ဆွဲတာမျိုးတွေလုပ်မယ်ဆိုရင်တော့နေထိုင်ပြန်ဘက်ကိုထောက်ခံမော်ပေးကန်ရတော့မှာဖြစ်ပါတယ်။သူတို့အနေနဲ့ဒီစီးမင်းကိုဒီဇူလိုင်လအတွင်းမှာစတင်သုံးစွဲသွားမယ်လို့ကြေညာခဲ့ပေမဲ့အခုကလပ်ဝေါ်ကပ်မှာလည်းသုံးစွဲနေကြတာဖြစ်ပါတယ်။မနေ့ကကစားခဲ့တဲ့ကလပ်ဝေါ်ကပ်ပွဲစဉ်မှာလည်းဒီတောင်ကိုရီးယားအသင်းနဲ့တောင်အာဖရိကအသင်းတွေပွဲစဉ်မှာတောင်အာဖရိကကိုသမားကဘောလုံးကို8စက္ကန့်နဲ့ပို့ပြီးအချိန်ဆွဲတာကြောင့်ခွဲလက်တိုင်ကနေပြီးတော့ချစ်ချင်းပဲပြန်မဲ့အသင်းကိုတောက်ကံပေါ်ပေးလိုက်တာကိုမြင်တွေ့ခဲ့ရပါတယ်။ပရိသတ်တွေကလည်းဒီစီးမြင်နဲ့ပတ်သက်ပြီးအခုမှမျက်မြင်ကိုယ်တွေမြင်တွေ့ခဲ့ရပေမဲ့လည်းတော်တော်လေးသဘောကျနေပါတယ်။ပရိသတ်တို့ဆိုဘာပြောလဲဆိုတော့ဒီစီးမြင်အားတဲ့အခုမှအစမ်းသက်ကာလာပဲရှိပေမဲ့ကြည့်ရတာအရန်ကောင်းပါတယ်တဲ့။ဒီပွဲကပွဲကိုပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာစေပြီးတော့အရင်လိုအချိန်ဆွဲတာတွေမရတော့မှမဟုတ်ပါဘူးဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။အခြားပရိသတ်တို့ကလည်းဒီလိုစီးမြင်အသေးချမှတ်လိုက်တာကောင်းပါတယ်တဲ့အချိန်ဆွဲတာကလည်းခါလေးကြလို့ရှိရင်အသင်းနိုင်မှုရေးပါပေမဲ့ပွဲရက်သက်ကိုလည်းပျက်စီးစေနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ IFAB ကနေဒီစီးမြင်ကိုလာမယ့်ရာသီပရီးမီးယားလိဂ်မှာလည်းစတင်သုံးစွဲသွားတော့မှာဖြစ်ပါတယ်။ဒီစီးမြင်မှာပရိသတ်တွေကဘယ်လိုမျိုးထင်မြင်မိပါသလဲ။အချိန်ဆွဲတဲ့စီးမြင်ကတကယ်ပဲကောင်းလား။အခုလိုမျိုးစီးမြင်တွေပြောင်းလဲလိုက်တာကအသင်းတွေအတွက်အကျိုးရှိတဲ့ပြောင်းလဲမှုဖြစ်စေနိုင်လားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်